ဟာဒီလေးကစီဖောင်ကြီးရတာဒီလေးကဘွဲ့ဆိုရထားတာပဲစင်ကူမောပဲ9နှစ်ဟုတ်ကဲ့ဒါပေမဲ့ညီလေးပုံစံနဲ့ကိုတို့နဲ့ကိုတို့ကုမ္ပဏီကအစမပြေဘူးဖြစ်နေတယ်ဟုတ်ကဲ့ညီလေးပုံစံကိုတို့ရဲ့ကုမ္ပဏီကို image ကိုတော်ထိခိုက်နိုင်တယ်ကိုတို့ကုမ္ပဏီကရှက်မှုကုမ္ပဏီလေးတွေဟာဗျာကဲညီလေးရအောင်ပြောပါဦးဟောကျွန်တော်ဘွဲတော့မရသေးပါဘူးဒါပေမဲ့ကျွန်တော်ရှင်မှာ power တစ်ခုရှိတယ်ကျွန်တော်က pro player တယောက်ပဲ pro player ကျွန်တော်ဈေးရောက်ရင်ကောင်မလေးအားလုံးကဝယ်တယ်ဝါဘယ်လိုခါလိုက်လဲမစင်အားတော့ကဲညီဟိုတနေ့ကအကျွေးလည်းမပေးရသေးဘူးနော်ခုလည်းအကျွေးယူမလို့လားအော်ရှင်ကလည်းအပေါက်စိုးလိုက်တာရှင်ဘယ်လိုဖြစ်တာလဲပေးမှာပေါ့ဝစ်စားထားတာမအားမနာအေးအဲ့လေအားကြောင့်မို့အနေထားကိုကြည့်ပေါ့ကဲဒီစမ်းမအောင်ရှင်ကအပြိုကြီးဆိုတော့လေဥဘဲဥကောင်းမကောင်းရွေးပေးစမ်းမအောင်ဘလို့ဘဲဥကောင်းမကောင်းလဲငါပဲသိမှာတော့ညီမတို့ရွေးလေအော်အဲ့ဒါဆိုလေအပြိုကြီးဆိုတော့ကြီးတဲ့ဥနဲ့သေးတဲ့ဥခွဲပေးစမ်းမငါမခွဲတယ်လို့ပြောဖြစ်နေတာဆွဲလို့ခွဲရမယ်နင်မလီအပေါက်ကတကားဆိုရပဲတော့ကဲနေပါအောင်စားရှင်တတ်မလေးမမတို့ကျွန်တော်ရေလေးတစ်ခွက်လောက်တိုက်လို့ရမှာနေရလဲစညိုတောက်ချင်နေမှသူရေဝဲတောက်လေမမရဲ့မျက်နှာတက်လာလေနဲ့ဘာလို့ကျွန်တော်ဒီလိုစကားမျိုးပြောရတာဟဲမောင်လေးရေတောက်ချင်တာလားအိုးခဏမောင်လေးဟိုခုနရေစားလို့ဆိုရှေ့မမလေးမျက်နှာလေးလှသလောက်စိတ်ထားလေးလည်းအရင်ကောင်းတယ်နော်ဒါနဲ့လေဟိုမောင်လေးကမမတို့ရွာဘာလာလုံးတာလားဩကျွန်တော်ဘိုင်ယိုရှမ်ပူကပါခေါင်းလျှော်ရည်လာမိတ်ဆက်ပေးတာအမလေးမောင်လေးစီးပွားရေးကိစ္စသာဆိုမမကိုပဲပြောဒီကောင်မဘာမှအလောက်ကန်ရှိရမဟုတ်ဘူးဩအဲ့လိုလားကျွန်တော်သိတယ်အဲ့ကြောင့်ဝေးရဲကြည့်တယ်မမအရန်တော်တဲ့စီးပွားရေးလုပ်ငန်းရှင်တယောက်ဆိုကျွန်တော်သိတယ်မမကလေကျွန်တော်ရဲ့စိတ်ကူးတဲ့လုံးဝ idea တိုက်ကောင်းပါလေကျွန်တော်ပြောရရှိတယ်ကျွန်တော်ဒီဘိုင်ယိုရှမ်ပူကလေဘိုင်ယိုရှမ်ပူလားဟုတ်ဒီမှာဩစိတ်ရောတော်လို့မောင်လေးအားနာလိုက်ဟိုတဘောကအသီးနဲ့လေ90ရာခိုင်နှုန်းနဲ့ပြုတ်လုပ်ထားတယ်ပြီးတော့စပင်ကျွတ်တာတက်တာစေရယ်ဘောပြောက်တာတက်တာစေရယ်မမရှာနေတာဒါမျိုးလေးရှာဒါမျိုးပြောတာပဲမောင်လေးဟိုအမကလေအလောက်ကင်မရှိပေမဲ့လေအနေထားကိုရှုံးသိလားဟိုမောင်လေးတွေမဟုတ်မောင်လေးတို့ company တစ်ခုလုံးဝယ်နိုင်တယ်လားဟဲ့ကောင်မမောင်လေးအဲ့ဒီမိမကြီးကလေအရန်စီးပွားရေးဆန်တာမလေနှလုံးသားကြီးဆန်တာသဘောကျတယ်ဒါနဲ့မမတို့ရှိမှရွာသူကြီးအိမ်ပဲလားမှရှိတယ်ဟုတ်ဘာဖြစ်လို့လဲကျွန်တော်လေမမတို့ရဲ့အိမ်တော်စုစင်းထဲမှာကျွန်တော်နာမည်ကိုထည့်ပြီးတော့မမဘေးနားမှာတစ်သက်လုံးနေကောင်းမလားစဉ်းစားတယ်မမခေါင်းရနေရလားဟုတ်တယ်ဟောခေါင်းရနေဒီမှာမမဘာလို့ရှင်းမှုတော့ဒီဘာလို့ရှင်းမှုကလေ City Map Marketplace Ocean ကျတဲ့နေရာမှာဝယ်လို့ရတယ်ကောင်းလိုက်တာမမယူမမှတ်လားဘာလို့ရှင်းမှုယူမှာပေါ့မောင်လေးရဲ့မောင်လေးကိုမောင်လေးပါသမျှအော်ယူအကောက်ယူဘောကြတယ်ဟာမမမောလိုက်တာဗျာမမပြောအယမ်းမှန်တာပဲသိလားဟိုအမကြီးကဘာမှမဝယ်ဘူးတော်ကီဖြစ်သွားတာမမပြောပါတယ်မောင်လေးရေဒီကောင်မမစီမှာတော့အကျွေးယူနေတာဘယ်ဝယ်ပါမလဲမလီသူ့မွေးလဲမမဝယ်မှာပေါ့ဟာလားအဲ့တော့ကျွန်တော်ရဲ့ဘိုင်ယိုရှမ်ပူလေးဝယ်မှာပေါ့ဝယ်မှာပေါ့ဒါနဲ့ဘယ်နဲ့တွဲရောက်ပါဖာ30ပါတယ်ဖာ30ချလိုက်ရတယ်ချလို့ရပြီမမကလေကျွန်တော်ရဲ့ idea တိုက်နေပဲ A few moments later next day.
ရွာထိတ်မှလာဆောင်နေတာဒီကောင်မဘာလာလုပ် ဒီကောင်မကနေငါမောင်ငါနဲ့ရှင်ပြီးတော့လုံကျင်နေသေးတယ် ဒီရွာထဲမှာလေအပြိုကြီးနှစ်ယောက်ရှိရတယ်လားအဲ့အပြိုကြီးနှစ်ယောက်ကလေယောက်ျားလေးမြင်နေမနေနိုင်ဘူးမမအဲ့လိုပြောရင်ရမ်းလာတာပဲနော်မမအလှသေးကအားလုံးပြည့်စုံနေပြီဒါပေမဲ့ဒီစပင်လေးကိုဒါဒီဘိုင်ယိုခေါင်းလျှော်ရည်နဲ့တုံးလိုက်မယ်ဆိုရင်မမအလှသေးကကဘာပေါ်မှာအလားဆုံးမိန်းကလေးဖြစ်သွားမှာမမတုံးပါလားအဲ့ဆိုဝယ်မှာပေါ့နော်ဟုတ်ဝယ်လိုက်နော်